မင်္ဂလာပါဒီနေ့ကတော့အန်တူခန်းကြီးဖြစ်တဲ့ခုဘာရုခန်းကြီးရဲ့ဖတ်ပုံဖတ်နည်းအတိတ်ပဲနဲ့အသုံးပြုပုံပြုနည်းတွေကိုမှတ်သားကြရအောင်ခုဘာရုခန်းကြီးကိုဘယ်လိုမှတ်မလဲဆိုလို့ရှိရင်ပထမဆုံးခန်းကြီးကသူတစ်လုံးနဲ့ဆိုရင်စုဖို့အတိတ်ပဲကအရက်ထဲတဲ့ပလင်ဒီဘက်ကညာဘက်ကခန်းကြီးကတော့အွန်တော်တဲ့ဂျီဘွန်အတိတ်ပဲကတော့မိမိကိုယ်တိုင်ဆိုတဲ့အတိတ်ပဲပါအဲ့နှလုံးကိုပေါင်းပြီးတော့ခုဘာရုမျှဝေသည်ဝေငှသည်ဆိုတဲ့အတိတ်ပဲရပါတယ်အလွယ်မှတ်ချင်ရင်တော့စုဖို့အရက်ပလင်းတွေကိုဂျီဘွန်မိမိကိုယ်တိုင်ကခုဘာရုဝေငှတယ်ဆိုပြီးမှတ်ထားရပါတယ်ဒီခန်းကြီးရဲ့ယောမိခတဖတ်ပုံဖန်တီးက2မျိုးရှိပါတယ်ပထမတစ်မျိုးဖြစ်တဲ့ on ယောမိကကြတော့ high ဥပမာ high တဆုဖြန့်ဖြူးခြင်းပို့ဆောင်ပေးခြင်းနောက်ဥပမာတစ်ခုက high ဘွန်ခွဲဝေပေးသည်နောက်တစ်ခုကရှင်းပိုင်သူကကြတော့ high မဟုတ်တော့ဘဲနဲ့အပေါ်မှာမာရူလေးတင်ပြီးတော့ရှင်းပိုင်ဆိုတာစိတ်ပူပန်သည်နောက်ထပ်ဖတ်ပုံဖန်တီးတစ်မျိုးဖြစ်တဲ့ခွန်ယောမိကကြတော့ခုဘာရုဆိုတာဖြန့်ဝေသည်ဥပမာ testo ခုဘာရုမေကွန်စာရွက်တွေကိုဝေသည်မီစုကိုခုဘာရုရေကိုဝေသည်ဒါဆိုလို့ရှိရင်ဥပမာစာကြောင်းတွေကိုကြည့်ရအောင်先生がテストの前に問題用紙を配った。ဆောင်းမဖြေခင်မှာဆရာကစာရွက်တွေကိုတယောက်ချင်းစီဝေငှပေးခဲ့သည်お客様に失礼がないように言葉遣いに気を配っています。ဧည့်သည်ပေါ်မှာရိုင်းပြသွားတာမျိုးမဖြစ်လျအောင်စကားအသုံးနှုန်းတွေကိုသတိထားနေဒီနေရာမှာခီကိုခုဘာရုဆိုတဲ့အဓိပ္ပာယ်ကသတိထားသည်သတိကပ်သည်ဆိုတဲ့အဓိပ္ပာယ်ပါ私は高校生の時朝早く起きて新聞配達のアルバイトをしていました。အထက်တန်းကျောင်းသားဘဝတုန်းကသတင်းစာဝေငှတဲ့အချိန်ပိုင်းအလုပ်ကိုလုပ်ခဲ့တယ်明日の面接がうまくいくか少し心配しています。မနက်ဖြန်အင်တာဗျူးကအဆင်ပြေပြေဖြစ်ပါမလားလို့နည်းနည်းစိတ်ပူနေတယ်会社は1年間の利益を社員に公平に配分した。ကုမ္ပဏီကတစ်နှစ်တာအကျိုးအမြတ်ကိုဝန်ထမ်းတွေစီမျှတစွာခွဲဝေပေးခဲ့တယ်။နေရာမှာ high bond ဆိုတာကပစ္စည်းတွေငွေတွေကိုမျှတခွဲဝေပေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာပါ။